နေစဉ်ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပညာတတ်လူငယ်တယောက်ဟာသူနတ်ပြည်တက်တော်မယ်ဆိုတာကြိုသိနေခဲ့ပါတယ်။ဒါပေမဲ့သူမျက်နှာမှာပျော်ရွှင်တဲ့အရေးအယံမရှိဘဲညာတွင်ချင်းပဲသူ့မိအတွက်ရေခတ်တာထင်ခွဲတာနဲ့အိမ်အလုပ်အလုံးကိုလှုပ်ပေးခဲ့ပါတယ်။နောက်နေ့မနက်စောစောမှာတော့မိုးကြိုးငှက်တအုပ်ကရုတ်တရက်ပြန်တန်းလာခဲ့ပါတယ်။အဲဒီအခါမှာပညာတတ်လူငယ်ဟာသူ့မိနဲ့နောက်ဆုံးနှုတ်ဆက်ပြီးတော့မိုးကြိုးငှက်အုပ်ထဲကိုဝင်ရောက်ကရွှေရောင်လင်းနှံဖြစ်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီပညာတတ်လူငယ်ကစူတန်လို့အမည်ရပြီးစေပညာမှာထူးချွန်ရုံသားမကစိတ်သဘောထားလေးကြီးမားသူဖြစ်ပါတယ်။လူနာတွေစီကပိုက်ဆံဘယ်တော့မှမယူပဲဒေတာတွေမှာနာမည်ကြီးတဲ့ပရဟိတသမားတယောက်ဖြစ်ခဲ့ပါတယ်။ကာမိုကုသူတွေတဖြည်းဖြည်းများလာတာနဲ့အမျှစူတန်ရဲ့တကူဆွမ်းရည်တွေလည်းပပူမြင့်မာလာပါတယ်။တနေ့မှာသူတရားထိုင်နေရင်းနဲ့နတ်ပြည်တက်တော်မယ်ဆိုတော့ကြိုးတီးခဲ့ပါတယ်။ဒါနဲ့သူ့မကြံရှိတဲ့အချိန်လေးမှာစူတန်ဟာညာတွင်ချင်းသူ့မိရဲ့ခြံတွေကအလုပ်အလုံးကိုလှုပ်ပေးခဲ့ပါတယ်။သူ့မိကဒီမြင်ကွင်းကိုမြင်တော့အံ့ဩသွားပြီးဘာလို့နေတာလဲလို့လှမ်းမိခဲ့ပါတယ်။ဒါပေမဲ့စူတန်စီကနေတားဖြစ်သူနတ်ပြည်တက်တော်မယ်ဆိုတဲ့သတင်းကိုပဲကြားလိုက်ရပါတယ်။မိုးကြိုးငှက်တွေရောက်နေပြီဖြစ်တာကြောင့်တာမီနှစ်ယောက်ဟာနောက်ဆုံးနှုတ်ဆက်ပွဲကိုအလင်းမြန်လုပ်ခဲ့ရတယ်။တားလည်းအမိနာမှာပဲရှိနေခြင်းပါတယ်။ဒါပေမဲ့ကံကြမ္မာကိုမလွန်ဆန်နိုင်ဘူး။တားလေးသွားပါ။တားတို့တာမီဖြစ်ခွင့်ရတာလေနတ်ဘွားကကုသိုလ်ကြောင့်ပဲ။အမေကိုစိတ်မပူပါနဲ့။အမေဒီအယူကတော့ကျမ်းမာနေတော့မယ်။ဒါပေမဲ့တားသွားပြီးရင်အမေတိတ်လွန်နေပါပဲလို့သူ့မိကပြောခဲ့ပါတယ်။စူတန်ကွယ်လွန်ချိန်မှာတသားတတာတလုံးကိုပဲအမတ်တရချန်ထားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်သားတစ်တာလေးဟာမကြခင်မျိုးတစ်မျိုးလုံးကလူတွေရဲ့အသက်ကိုကယ်တင်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတနေ့မှာတော့ရင်းနှီးတဲ့ဧည့်သည်နှစ်ယောက်ရုတ်တရက်အိမ်ကိုရောက်လာခဲ့ပါတယ်။ထူးဆန်းတာကတော့အမျိုးသားရဲ့မျက်နှာကညိုမဲနေပြီးစိတ်သက်ကြနေသလိုလမ်းလျှောက်တာကလည်းအားရင်မရှိပါ။တကယ်တော့အဲ့ဒီလူနှစ်ယောက်ဟာစူတန်မိခင်ရဲ့မောင်လေးနဲ့ညီမလေးတို့ဖြစ်ပါတယ်။အခုချိန်မှာမြို့ထဲမှာကက်ယောဂရုတ်တရက်ဖြစ်ပွားနေပြီးသူ့မိသားစုတွေမှာကျမတန်ဆွမ်းတဲ့မောင်လေးကကူးစက်ခံခဲ့ရတယ်။အိမ်နီးနားချင်းတွေကိုအနောက်ရှက်မဖြစ်စေဖို့အတွက်သူတို့ကမတက်တာပဲအမအိမ်ကိုအပြေရှာဖို့အရင်လာခဲ့ကြပါတယ်။တားရှိစဉ်ကလူအများကြီးရဲ့ယောဂကိုကုသပေးခဲ့တာကိုစဉ်းစားမိတော့စူတန်ရဲ့မိခင်ဟာသူသားမသွားခင်ကတစ်သားတစ်တာတစ်လုံးကိုခြံထားခဲ့ပြီးအရန်အရေးကြီးတဲ့အချိန်မှသာဖွင့်ရမယ်လို့ပြောခဲ့တာကိုသတိရခဲ့ပါတယ်။ဒီနေ့လိုအခြေအနေအတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့တွေးပြီးတော့စူတန်ရဲ့မိခင်ဟာအိမ်ထဲကနေတစ်သားတစ်တာကိုအလင်းမြန်ယူလာခဲ့ပါတယ်။ဖွင့်ကြည့်လိုက်တော့အထဲမှာစီးစာရွက်တစ်ရွက်ကိုတွေ့လိုက်ရပါတယ်။ဝန်ဒီဘီရင်မြင့်မြတ်ဆိုးဆန်တဲ့စတုထားနယ်မှာကယောဂဖြစ်ပွားခဲ့ပါတယ်။ခြံထဲကရေတွင်ရည်နဲ့အမိုးအောက်ကလေမော်ပင်အရက်တွေကိုဆေးအဖြစ်အသုံးပြုနိုင်တယ်။ရေတွင်ရည်1လီတာနဲ့လေမော်ရက်တစ်ရွက်ကလူတစ်ယောက်ကိုကုသပေးနိုင်တယ်လို့ရေးထားပါတယ်။စူတန်ရဲ့မိခင်ဟာစာကိုဖတ်ပြီးတဲ့နောက်မှာတော့ရေတွင်ထဲကရေတပုံးကိုခတ်ယူပြီးလေမော်ပင်မော်တက်ကအရွက်တစ်ရက်ကိုခူးခဲ့ပါတယ်။နှစ်ခုလုံးကိုအတူတူပြုတ်ပြီးလူနာကိုတိုက်ကျွေးခဲ့ပါတယ်။ရန်နေငယ်ကြားမှာတော့ယောဂပျောက်ကင်းသွားပြီးတော့မောင်လေးရဲ့ကယောဂကလည်းအော်စရာကောင်းလောက်အောင်ပျောက်ကင်းသွားခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာလက်ဆောင်တွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကျေးဇူးတင်စကားလာပြောခဲ့ကြတယ်။စကားပြောရင်မြို့ထဲမှာဖျားနာသူတွေပုံများလာတာကိုသိရခဲ့ပါတယ်။လမ်းပေါ်မှာလည်းနေတိုင်းသေးလူနီးပါးရုန်းကန်နေရပြီးပြစ်ပက်ခံရတဲ့အင်ဂျီမဲလူတွေရှိနေတာကကြီးရတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။ဒါနဲ့မောင်လေးကလူနာအလုံးကိုအမားစီလာပြီးတော့ဆေးယူဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ဖျားနာသူတွေက2ယောက်3ယောက်ထဲမှာမဟုတ်ပါ။အားလုံးစီလာယူရင်စူတန်ရဲ့မိခင်မှာနောက်ပိုင်းမှာညင်ညင်နေရတော့မှမဟုတ်ပေ။ကျမတို့မှအသက်ကယ်ဆေးနေရှိတာဘလို့လုပ်ပြီးတေတာကိုမကယ်ဘဲနေနိုင်ပါလေ။ဒါလေးစူတန်သားရှိတဲ့ရင်သူဘာလို့မလဲလို့သူကပြောခဲ့ပါတယ်။ဒီစကားကိုကြားလိုက်တော့စူတန်ရဲ့မိခင်လည်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူ့ရဲ့သားကလူနာတွေကိုကုသပေးတော့ကဘယ်တော့မှအကျိုးမြတ်မတောင်းခဲ့တာကိုပြန်အမှတ်ရခဲ့ပါတယ်။စူတန်ရဲ့မိခင်ဟာချက်ချင်းဆုံးဖြတ်ချက်ချခဲ့ပါတယ်။နောက်နေ့မှလူနာတွေဟာဆေးလာယူဖို့အတွက်ခြံထဲမှာတန်းစီနေကြပါတယ်။အော်စရာကောင်းတာကတော့ဘလောက်ပဲများများရောက်လာပါစေလိမ္မော်ပင်မော်ကအရွက်တွေနဲ့ရေတွင်းတွေကရေတွေကဘယ်တော့မှမကုန်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ဒါတွေအားလုံးဟာစူတန်နက်ပြည်တက်ချိန်မှာထပ်ပေါ်လာတဲ့နတ်ဆွမ်းရင်ကြောင့်ပဲဖြစ်ပါတယ်။လိမ္မော်ရွက်နဲ့ရေတွင်းရေကဘာကြောင့်ဒီလိုထူးခြားတဲ့အစွမ်းတွေရှိတာလဲဆိုတာကတော့တရုတ်တိုင်းရင်းစီးရဲ့ဉာဏ်ပညာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။တကယ်တော့လိမ္မော်ရွက်ကိုယ်တိုင်ကအေးအေးမိခြင်းနဲ့ရင်ဘတ်အောက်ခြင်းတို့ကိုကုသနိုင်တဲ့အစွမ်းရှိပါတယ်။အသေးကိုချုံမွေစေပြီးတလိပ်ကိုဖယ်ရှားပြီးရုံသားမကအစိတ်တောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့်လူနာတွေဆေးကိုတောက်သုံးပြီးတဲ့နောက်ကယောဂါကတက်တာလာပြီးတိုးတက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့လိမ္မော်တွင်းဆန်းပုံမြေဟာ2000ပေါင်းများစွာတိုင်အောင်ရာဇဝင်ကျန်ရစ်ခဲ့ပါတယ်။စူတန်နတ်ပြည်တက်ခဲ့တဲ့နေရာဟာအခုလက်ရှိဟူနန်ပြည်နယ်ချန်ကျိုးမြို့မှာရှိတဲ့နာမည်ကြီးခီးသွွားနေရာတစ်ခုဖြစ်တဲ့ဆူရှန်တောင်ပဲဖြစ်တယ်လို့အဆိုရှိပါတယ်။